မင်္ဂလာပါကျွန်တော်တို့ page လေးကဘာမှမတင်ပြတာကြာသွားပြီဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးနဲ့ပြန်ပြီးတော့စလိုက်မယ်ပေါ့နော်ဒီဗီဒီယိုကဘာအကြောင်းလဲဆိုတော့ကျွန်တော်တို့ graphic designer တွေအများတန်းကြုံနေရတယ်ကြားနေရတယ်စကားလေးတွေပေါ့နော်ကို design နေမပြီးသေးဘူးလားကို design ပြီးပြီလားပြီးတော့မနက်ကမှအပ်တယ်ကိုညနေလောက်ရနိုင်မလားပြီးရင်ကိုကလည်းဒါလေးပဲလုပ်တာအချိန်လောက်ယူရလားဒီဟာလေးပဲလေဗျာဒီလောက်တောင်လုပ်လို့လားဆိုတဲ့ဟာမျိုးတွေပေါ့နော်ဆိုတော့ဒီဗီဒီယိုကဘာအကြောင်းလဲဆိုတော့ client အနေနဲ့ graphic designer တွေရဲ့ဆိုတော့ဒီဗီဒီယိုကဘာအကြောင်းလဲဆိုတော့ graphic designer တွေနဲ့ client အနေနဲ့ကြားတဲ့ဟာ creative process တွေအကြောင်းကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ graphic designer တွေရောအများသူငါထင်တယ်လို့ကွန်ပျူတာလေးဖွင့် Photoshop လေးဖွင့်စာလေးရိုက်ပုံလေးဟိုရွှေ့ဒီရွှေ့ရုံနဲ့ design တစ်ခုထွက်လာတာမဟုတ်ဘူးကျွန်တော်တို့တကယ်တမ်းအလုပ်တစ်ခုလုပ်တော့မယ် hour တစ်ခုဖန်တီးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ creative workflow ဆိုတာတစ်ခုရှိတယ်အဲ့ဒီအတိုင်းကျွန်တော်တို့ကသွားတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ design လာအပ်တယ်ပေါ့နော်အဲ့တော့ design စမလုပ်ခင်မှာကျွန်တော်တို့လာအပ်တဲ့ client brand ပေါ့နော် brand ရဲ့အကြောင်းပေါ့နော်သူကဘာကိုပြောချင်တာလဲသူ့ရဲ့ target audience ကဘယ်သူတွေလဲပေါ့နော်ပြီးလို့ရှိရင်သူဒီဟာကိုလောက်ရတဲ့ရွေးချက်ကပါလဲဥပမာ promotion လား campaign လားဒါတွေလောက်ရတဲ့ရွေးချက်ကပါလဲဆိုတော့အဲ့ဒါဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကဘယ်လို visual style နဲ့သွားတင်လဲအဲ့ဒါဒီပုံမူတည်ပြီးတော့ကျွန်တော်တို့ကဒီ output တစ်ခုကိုဘယ်လိုမျိုး visual style နဲ့သွားတင်နေဆိုတဲ့အားမျိုးကျွန်တော်တို့စဉ်းစားရဗျာဆိုတော့အဲ့ဒီလိုမျိုးကိုစဉ်းစားထားတဲ့ idea ကဒီ outward ကသူတို့ရဲ့ brand identity နဲ့ကိုက်ညီလားကျွန်တော်တို့ကဒါတွေပါအများကြီးထည့်ပြီးစဉ်းစားရတယ်ဗျာဆိုတော့အများသူငါထင်တယ်လို့ကျွန်တော်တို့ကclick တစ်ချက်နှိပ်လိုက်ရုံနဲ့ပုံတစ်ပုံကထွက်လာတာမျိုးမဟုတ်ဘူးဆိုတာသိစေချင်တာဒါကတော့ကျွန်တော်တို့ဒီ community အတွက်ကိုကာပြီးပြောပြတာတော့မဟုတ်ဗျာဒီလို process တွေနဲ့ဒီလိုမျိုးလုံးမှသာဒီ quality ရှိတဲ့ output တစ်ခုထွက်လာနိုင်တယ်ဆိုတော့ကျွန်တော်ကပြောပြတာဆိုတော့သူများကြီးထင်တယ်လို့ဗျာဒီလိုမျိုး design တစ်ခုလုပ်ရတာလွယ်ကူတာမဟုတ်ဘူးအဲ့လွယ်ကူတာရဲ့အရှိမအဲ့လွယ်ကူတာမတိုင်ခင်ကျွန်တော်တို့မှာကြားထဲမှာလုပ်ရတဲ့process တွေကအများကြီးရှိရပါတော့ဆိုတော့ကျွန်တော်က design လုပ်ရတော့မကြောက်ဟုတ်တယ်ဒါပေမဲ့ design မလုပ်ခင်အဲ့ design ကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာစဉ်းစားတာကြာတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကအချိန်လိုတာပေါ့နော်ဟုတ်ပြီအချိန်လိုတယ်အချိန်ကရောဘာအတွက်လိုတာလဲဘာတွေလုပ်ဖို့အတွက်လိုတာလဲကျွန်တော် design ဆွဲမယ်ဆိုလို့ရှိရင်ပုံမှန်ဖွင့်တယ် Photoshop ဖွင့်တယ် file တက်တောင်းပြီးကျွန်တော်တို့ဆွဲလိုက်ရင်မရဘူးလားဆိုတော့မဟုတ်ဘူးဗျအဲ့ဒါကြီးကဟုတ်တော့ဟုတ်တယ်ဒါပေမဲ့လွဲနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့creative ဖြစ်တယ်ဆိုတာလွယ်လွယ်လေးဖြစ်လာတာမဟုတ်ဘူးဆိုတော့ idea တစ်ခုရဖို့အတွက်ကိုဒီ hour တစ်ခုရဖို့အတွက်ကိုကျွန်တော်တို့က research လုပ်ရတယ် reference တွေရှာရတယ် concept တွေစဉ်းစားရတယ်ပြီးလို့ရှိရင် composition တွေတင်ရတယ်ပြီးလို့ရှိရင်အဲ့ဒီပုံမှာ color တွေ typography တွေအဲ့လို color တွေ typography တွေဘုံတုံးတွေကိုကိုင်းညီအောင်လုပ်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကတစ်ခါလေကြာလို့ရှိရင်ကျွန်တော်တို့ပို့လိုက်တဲ့ final design တစ်ခုပဲ client ရမြင်တယ်အဲ့ final design မတိုင်ခင်မှာကျွန်တော်တို့က final တွေကအများကြီးရှိခဲ့ပြီတော်တော်များများလည်းရှိကြမှာပါကိုကဆွဲလိုက်မကြိုက်လိုက်ကိုစဉ်းစားထားတဲ့ဟာနဲ့တကယ်တမ်းပုံပေါ်လိုက်တဲ့ဟာနဲ့ကမကိုက်ညီလို့cancel လုပ်လိုက်ရတယ် reject လုပ်လိုက်ရတဲ့ design တွေကအများကြီးပဲဗျာဆိုတော့ကျွန်တော်တို့အတွက် hour တစ်ခုဆိုတာလည်းတစ်ခုဖြစ်လာတာမဟုတ်ဘူးအချိန်တစ်ခုပေးရအဲ့အချိန်တစ်ခုပေးရတာနဲ့တိုင်အောင်ကျွန်တော်တို့ဘက်ကလည်း quality ရှိတဲ့ hour တစ်ခုပြန်ပြီးတော့ထုတ်လုပ်ပေးနိုင်မယ်ပေါ့ဆိုတော့ကျွန်တော်တို့ဘယ် quality ပေးချင်တာလားပေါ့နော် client တွေက quality မလိုဘူးလားဆိုတော့မဟုတ် client တွေလည်းသူတို့က quality လိုချင်တာပဲဒါပေမဲ့သူတို့မှလည်းသူတို့အကြောင်းပြချက်တွေအများကြီးရှိဗျာဆိုတော့ campaign တစ်ခုစမယ်ဆိုလို့ရှိရင် marketing campaign တစ်ခုစမယ်ဆိုလို့ရှိရင်အဲ့ဒီ campaign အတွက်ကိုသူတို့ချက်တွေကသတ်မှတ်ပြီးသားဥပမာ venue နေရာသတ်မှတ်ပြီးသားတွေပါတယ်ပေါ့နော်အဲ့လိုမျိုးအများကြီးရှိတယ်promotion တွေပါတယ်လုပ်မယ်ဆိုလို့ရှိရင် promotion ကသူသတ်မှတ်ရက်အတွင်းမှာလုပ်တာဆိုတော့စာရင်းနဲ့စုံရက်ရှိတယ်အဲ့ဒီဟာတွေရှိတယ်နောက်တစ်ခုအထက်ကလူကြီးက design တွေပြီးပြီလား design တွေရပြီလားဆိုပြီးတော့ခဏခဏတောင်းတဲ့ reason လည်းပါတယ်နော်ဆိုတော့အဲ့လိုဟာတွေကြောင့် client ကမြန်မြန်လိုတယ်ဆိုတော့အဲ့လိုသမိုင်းဖြစ်သွားဆိုတော့သူတို့မြန်မြန်လိုတိုင်းကိုကမြန်မြန်ပြီးစရာလိုလားပေါ့နော်အဲ့ဒါကြတော့ design စပြီးတော့လက်ခံနေရကျွန်တော်မှဒီလို process ရှိတယ်အချိန်ကတော့ဘယ်လောက်လိုလဲဆိုတာမျိုးကျွန်တော်ကတခါတည်းသတ်မှတ်ပြီးတော့တည်တည်ရှာပြောတင်တာပေါ့နော်ဆိုတော့
client မြန်မြန်လိုလို့ကျွန်တော်တို့ကဒီလို step တွေဘယ်လိုတော့ကြော်သွားနိုင်မယ်ဖြစ်တယ်လို့ဆွဲပေးလိုက်မယ်ဆိုတော့ဘက်ကလက်ခံတယ်ဆိုရင်ရတယ်ဒါပေမဲ့ကိုရှိကထွက်သွားတဲ့ hour တစ်ခုကိုဒါငါဆွဲခဲ့တာပါငါလုပ်ခဲ့တာပါဆိုပြီးတော့ဒါမျိုးပုံယူစွာပြန်ပြီးတော့ပြောနိုင်ဖို့လည်းအများကြီးလိုအပ်တာပေါ့နော်ကျွန်တော်အနေနဲ့ကတော့အဲ့ဒါအရေးကြီးဆုံးလို့ပဲထင်တယ်ပေါ့ပြောမယ်ဆိုရင်အဲ့လို client တွေကအရင်လိုတယ်ဆိုတာသူတို့အရင်လိုတယ်ဆိုတာလည်းဟိုအခြေကလုပ်ပြီးသား design လေးကိုပဲကိုလိုပြောင်းပေးပါဒီလိုပြောင်းပေးပါဘာမှမဟုတ်အသစ်တစ်ခုဖန်တီးရတာမျိုးလည်းရှိတယ်ဆိုတော့အဲ့ဒီဟာတွေကိုမြန်မြန်နဲ့လိုချင်တဲ့ quality လည်းကောင်းအောင်ဆိုလို့ရှိရင်ကျွန်တော်ဘက်က designer တွေဘက်ကဟိုနောက်ထပ်လိုအပ်တဲ့ skill တစ်ခုကပါလဲဆိုတော့ time management ရယ်နောက် client management ပေါ့client management ဆိုတာ client expectation ရဲ့ကိုယ့်ရဲ့ output နဲ့ဘယ်လောက်ကွာမလဲဟာမလဲဆိုတဲ့အားမျိုးစကားကိုချန်ပြီးတော့ပြောတင်တော့ဆို time management ကကြတော့ဟိုworking process ကိုဘယ်လိုမျိုး manage လုပ်မလဲဆိုတဲ့ဟာအဲ့ဒါအများကြီးအရေးကြီးတယ်အလုပ်ပဲလုပ်လို့ပေါ့နော်အဲ့ဒီဟာအရင်ရေးကြီး time management တော့time management တော့မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ working process တစ်ခုလုံးကကမောက်ကမိုင်ဖြစ်သွားနိုင်တယ်ကျွန်တော်တို့လည်းကြုံခဲ့ပူတာပဲဒါတော့သူတို့ပြောစရာတော့မရှိတော်တော်များနဲ့ကြုံခဲ့ပူမှာပဲဆိုတော့ကျွန်တော်တို့က deadline လေးမှာကတ်လို့လည်းကောင်းနေဆိုတော့တော်တော်များတော့ကြုံခဲ့ပူမှာပဲဟုတ်ပြီနောက်တစ်ခုကဟုတ်ပြီနောက်တစ်ခုက designer တွေကချိန်ဆွဲပြီးတော့အလုပ်လုပ်ကြလာclient တွေကအဲ့လိုမျိုးထင်ကြတယ်ပေါ့တကယ်တော့ကျွန်တော်တို့ကဟို design တစ်ခုလုပ်ဖို့ကဟိုချိန်ဆွဲနေတာမဟုတ်ရှိမှပြောခဲ့သလိုပဲ design တစ်ခုမလုပ်ခင်ကျွန်တော်တို့က design တစ်ခုက9မိနစ်နဲ့လည်းပြီးသွားနိုင်လို့10မိနစ်နဲ့လည်းပြီးသွားနိုင်တယ်တနားရီလောက်မှပြီးသွားနိုင်လို့ခါကျရင်တစ်ရက်လုံးပဲကြာရင်လည်းကြာသွားနိုင်တယ်ဆိုတော့အဲ့ဒီမတိုင်ခင်မှာကျွန်တော်တို့ကဟို design 9မိနစ်ပဲကြာရဆိုရင်ရှေ့မှာစဉ်းစားရတဲ့အချိန်ကပုံစံတစ်ခုထုတ်တဲ့အချိန်ကိုကျွန်တော်3နာရီလည်းကြာရင်ကြာနိုင်တယ်4နာရီလည်းကြာရင်ကြာနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေမှာကျွန်တော်တို့ကအချိန်ကကြာသွားတယ်ဆိုတော့ designer တွေအချိန်ဆွဲရလားဆိုရင်မဆွဲပါဘူး designer တွေကအချိန်ကိုကြိုးရှိကောင်းကောင်းသုံးချနေတာပါဆိုတော့ client နဲ့ကျွန်တော်တို့ designer တွေကြားထဲမှာဘယ်လိုမျိုးcommunicate လုပ်တင်လဲဘယ်လိုမျိုး relationship တစ်ခုတည်ဆောက်တင်လဲဆိုလို့ရှိရင် design စအထည်ကကျွန်တော်တို့က design တစ်ခုကိုဘယ်လိုမျိုး process နဲ့သွားလဲအချိန်ကတော့ဘယ်လောက်ယူလဲအဲ့ဒါအဆင်ပြေလားပေါ့နော်သူတို့ဘက်ကအဆင်ပြေထောက်ပါလူပူချင်တနားရီ2နာရီပေါ့အဲ့လိုလေးနည်းနည်းလေးညှိဖို့လိုတယ်ပေါ့နော်ပြီးလို့ရှိရင် client ကိုလိုမျိုးဟိုကျွန်တော်တို့ကတော့ design တစ်ခုဆွဲဖို့ဟိုဒီလောက်ချိန်ပြီးတယ်ပေါ့ဒီလောက်မှရမယ်ဆိုတာမျိုးမပြောဘဲနဲ့ဟုတ်ပြီကျွန်တော်တို့ကဒီ design ကိုလုပ်ဖို့အတွက်အရှိမဒီလို step by step လေးတွေတွားတယ်အဲ့ဒါမှသာဒီလုပ်ငန်းရဲ့ကြော်ညာအတွက် award တစ်ခုပါperfect ဖြစ်တဲ့ quality award တစ်ခုထွက်လာမယ်ဆိုတဲ့အားမျိုးပေါ့နော်နားလဲအောင်သိချာစကားပြောတင်တယ်ဒီကတော့ communication skill ကောင်းမယ်ဆိုလို့ရှိရင်တော့အဲ့ဒီစားတော့အရင်ခက်ခဲမယ်လို့မထင်ပါဘူးနောက်တစ်ခုကကိုယ့်ရဲ့ award ပေါ်မှာလည်း branding ပေးနိုင်ဖို့အရင်အကြည့်ပါတယ်နောက်ဆုံးပြောချင်တာကကြတော့ကျွန်တော်တို့ graphic design ဆိုတာကaward တစ်ခုဆိုတာကပုံလေးတစ်ခုဖန်တီးကြတာတက်ကိုအများကြီးပို့တယ်ဗျဆိုတော့ logo တစ်ခုရဲ့နောက်မှာ brand research ရှိတယ်အဲ brand တစ်ခုလုံးကိုကိုစားပြုနိုင်တယ် research တစ်ခုလုံးရှိတယ်ပြီးလို့ရှိရင် poster တစ်ခုရဲ့နောက်မှာ concept တစ်ခုရှိတယ်အဲ့လိုပဲ social media design တစ်ခုရဲ့နောက်မှာတို့ target audience ကိုဘယ်လိုမျိုး message ပေးခြင်းလဲဆိုတဲ့ marketing message တစ်ခုအမြဲတမ်းရှိတယ်ဆိုတော့ကျွန်တော်တို့လှပတဲ့ကျွန်တော်တို့အရန်လာတဲ့ award တစ်ခုရဲ့နောက်ွယ်မှာ process တွေအများကြီးရှိတယ်အဲ့ဒါတွေကဒီမျိုးဒီresearch လုပ်ရတယ် concept ထုတ်ရတယ်ခါလေးကြလို့ရှိရင်ဓာတ်ပုံ photoshoot လုပ်ရတယ်ပဲရှိရပါတော့ဆိုတော့အဲ့လိုမျိုး process တွေအများကြီးရှိတယ်ဆိုတော့အဲ့တော့ကြောင့်ဆိုတော့အဲ့လိုမျိုးဟာတွေအတွက်ကြောင့်မလို့ဒီ client တွေဘက်ကလည်းကျွန်တော်တို့ design တစ်ခုကိုဘယ်လိုမျိုးမြန်ဆန်ရနိုင်လဲဆိုတာထက် quality ကောင်းတဲ့ award တစ်ခုထွက်ဖို့ကျွန်တော်တို့ဘက်ကအချိန်ဘယ်လောက်လိုလဲဆိုတာမျိုးသူတို့ကဖြစ်တင်တာပေါ့နော်အဲ့လိုမျိုးဖြစ်တင်တာအဲ့လိုမျိုးဖြစ်လာဖို့ကလည်းကျွန်တော်တို့ designer တွေဘက်ကပေါ့နော်ကျွန်တော် design တစ်ခုထွက်လာဖို့အတွက်ကိုဘယ်လိုမျိုးသွားရတယ်ဆိုတဲ့ဟာမျိုး process တစ်ခုလုံးတည်တည်ချာချာရှင်းပြနိုင်တယ်လက်ခံအောင်ရှင်းပြနိုင်တယ်လက်မခံနိုင်စရာတော့မရှိပါဘူးအလုပ်တိုင်းမှာခုရဲ့လုပ်ရတဲ့ process တွေရှိတာပဲဆိုတော့ကျွန်တော်တို့မှလည်းကျွန်တော်တို့လုပ်ရတဲ့ process တွေရှိတာအဲ့ဒါတွေပုံတော့တည်တည်ချာချာပုံနေနေပြောပြထားဖို့ရှင်းပြထားဖို့လိုတာပေါ့မဟုတ်ဘူးဆိုတော့ဒီချိန်ဆွဲတာလားဆိုတဲ့တန်တရားကြီးကနေထွက်နိုင်မှာတော့မဟုတ်ဘူးပေါ့နော်
ဆိုတော့ design တစ်ခုကောင်းဖို့ရာအတွက်ကကျွန်တော်တို့ graphic designer တွေပေါ်မှာပဲအများကြီးမူတည်ရတော့မဟုတ်ဘူးclient တွေပေါ်မှာလည်းအများကြီးမူတည်တယ်ပေါ့နော် client တွေရဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ရဲ့ creation နဲ့ပေါင်းလိုက်တဲ့အခါမှာအပြီးပြည့်စုံတဲ့ output တစ်ခုထွက်လာတာပေါ့ဆိုတော့ကျွန်တော်အချိန်မဆွဲပါဘူး